ကဲမိခင်တယောက်ရဲ့မိသားကအရာအားလုံးထက်အစွမ်းထက်တဲ့လက်နက်ကိုဖြစ်နေတဲ့ကဘာကိုစိတ်ကူးကြည့်ဘူးလားဒီနေ့မှာတော့2085ခုနှစ်စစ်တမ်းကြောင့်အနာဂတ်ပြောင်းနေတဲ့ကဘာတစ်ခုစီကိုအတူတူခရီးထွက်ကြည့်ကြအောင်ပါနော်ဒီလိုကဘာတစ်ခုကိုတစ်ချက်လောက်စဉ်းစားကြည့်ကြအောင်ကိုမွေးထားတဲ့ကလေးကကိုယ်ရင်သွေးမဟုတ်တော့ဘူးနိုင်ငံတော်ကပိုင်တဲ့ပစ္စည်းတစ်ခုတတ်ဖြစ်သွားပြီဆိုရောအဲ့ဒီလိုအခင်းဒီမှာမိခင်တယောက်ရဲ့မေတ္တာတရားကဘယ်လောက်ထိတန်ဖိုးရှိနိုင်မလဲဒါကတော့ဒီနေ့ကျွန်တော်တို့ပြောပြမယ့်ဇာတ်လမ်းတစ်ခုလုံးကိုမောင်းတင်နေတဲ့အဓိကမေးခွန်းပါပဲဟုတ်ပါတယ်ဒီလိုအနာဂတ်ကဘာမှဆိုရင်မိသားစုဆိုလာကရှေးဟောင်းတဒါရီတစ်ခုလိုပါပဲအနာရှင်အစိုးရကခလေးမှန်သမျှကိုတင်းနေပြီးတော့ရေးရဆက်စစ်ရေးလေ့ကျင့်မှုတွေပေးပြီးလက်နက်လိုအတုံးချတယ်ကဲဒီလိုကဘာကြီးကိုရင်ဆိုင်ခဲ့တဲ့မိခင်ရဲ့သမီးတယောက်အကြောင်းကိုဆက်လိုက်ကြရအောင်ဒီဇလန်မှာအဓိကဘီလီယံက the regime လို့ခေါ်တဲ့အစိုးရစနစ်ပါဒါကရိုးရိုးအစိုးရတစ်ခုထက်အများကြီးပိုပါတယ်သူအမိသားစုဆိုတဲ့အတိုက်အမြုံတွေကိုချေမွာပြီးကလေးတွေကိုခန်းစားချက်မရှိတဲ့လက်နက်တွေအဖြစ်ပြောင်းလဲဖြစ်တဲ့စက်ရန်တရားကြီးတစ်ခုလိုပဲဒီဇလန်ရဲ့ဇက်ရက်ကိုဖြစ်တဲ့ Niscan နဲ့သူ့သမီးလေး Waze တို့တော့နေ့တိုင်းဟာရှင်တန်ဖို့အတွက်တိုက်ပွဲဝင်နေရတယ်လို့ပါပဲ regime ရဲ့အမေးဆောင်ကြည့်နေတဲ့မဲလုံးလင်းနဲ့လို့အောင်သူတို့ဟာတောထဲမှာပဲဖုံးလျိုးကွယ်လျိုးနဲ့အမြဲတမ်းထွက်ပြေးနေကြရတယ်ဒါပေမဲ့သူတို့နေအောင်ရဲ့ဒိတ်စိတ်ငြိမ်တန်နေတဲ့ဘွားလေးက Waze တယောက်မတော်တဆဝဝထောင်ချောက်တစ်ခုကိုနေမိလိုက်တဲ့အချိန်မှာရုတ်တရက်ကြီးပြောင်းလဲသွားခဲ့တယ်။တန်ရနဲ့ပိုးဝင်ပြီးအချိန်တွေကအရန်စိုးရင်စရာဖြစ်လာတဲ့အခါမှာတော့ Nisketa တယောက်အချိန်နဲ့အမျှလူနေရပါပြီ။သမီးဖြစ်သူကိုထောင်ချောက်ကနေကဲဖို့စူးစမ်းနေတော့မှပဲကန်ဆိုးမမောင်ကျစွာနဲ့အစိုးရရဲ့ drone တစ်စင်းကသူတို့ပိုးနေတဲ့နေရာကိုရှာတွေ့သွားပါလေရော။ဒီလိုနဲ့သူတို့ရဲ့လုံခြုံရနေရာလေးနဲ့လူသူမနီးတဲ့တောအုပ်ထဲကိုထပ်ပြီးထွက်ပြေးရပြန်ပါတယ်တမီလေးရဲ့အသက်ကစန်ချီတမြန်ပေါ်မှာပဲမူတည်နေတဲ့အချိန်မှာ Niska ဟာမိခင်တယောက်အနေနဲ့ဘလို့မှမဖြစ်နိုင်တဲ့ရွေးချယ်မှုကြီးတစ်ခုကိုရင်ဆိုင်ရပါတော့တယ်။သူတို့နေရာမြို့တစ်မြို့ကိုခက်ခက်ခဲရောက်လာခဲ့ပြီးမြအခြေအနေကပိုဆိုးသွားတယ်။ regime စစ်သားတွေချင်းကိုလူခေါ်တဲ့သူတွေကစိတ်ကမှန်တဲ့မြကိုပိတ်ဆို့ဆောင်ချက်နေတော့ wing sweater စေကူတမှုရောက်ဖို့ကလမ်းမရှိတဲ့လောက်ပါပဲဝေးရဲ့အခြေအနေကတစ်ဆက်ဆိုးလာခြင်းမှာတော့ Niska ရဲ့တုငယ်ချင်းရိုးပင်ရာကကြောက်စရာကောင်းတဲ့အမှန်တရားတစ်ခုကိုထုတ်ပြောလိုက်အဲ့ဒါကတော့သူသမီးအသက်ကိုကယ်နိုင်မဲ့တခုတို့သူတွေဟာသူတို့ဒီလောက်ကြောက်လန့်တကြားထွက်ပြေးနေရတဲ့လူတွေပဲဖြစ်နေတယ်ဆိုတာပါပဲနောက်ဆုံးမှာတော့နှလုံးသားတစ်ခုလုံးကြေမွားသွားပြီပဲ Niska ဟာမေတ္တာတရားကိုရှေ့တန်းတင်ပြီးကိုယ့်သမီးအရင်ကို regime လက်ထဲကိုကိုယ်လိုက်အလိုက်ရပါတယ်ဂျင်ကိုဒီက Waze ကိုဆွဲခေါ်သွားချင်မှာတော့Niska ဟာတုတ်ကဘာကြီးတစ်ခုလုံးမစ်ရှိမာတင်ပြိုကျသွားတာကိုကြည့်နေုံကလွယ်ပြီးဘာမှမတက်နိုင်ခဲ့ပါဘူးဆယ်လအချိန်ကဆယ်လတောင်ကြာသွားခဲ့ပါပြီဒီအချိန်ကတည်းကပုံကန်မှုရဲ့မျိုးစိတ်ကြီးကစပြီးအပင်ပေါက်လာခဲ့တယ်ကဲနောက်ဆုံးမှထိတ်တိုက်တွေ့ဆုံမှုစီကိုဥတီသွားမဲ့လမ်းကြောင်းတစ်ခုကိုလိုက်ကြည့်ကြရအောင်ဒီချိန်မှာ Niska ကတိုင်းရင်းသားခရီးခုခံရေးအဖွဲ့နဲ့ပူးပေါင်းပြီးရွေချစ်အသစ်တစ်ခုကိုရှာတွေ့ခဲ့တယ်တစ်ဖက်မှာလည်း Waze ကစစ်တပ်ကတော်ရဲ့ရက်ဆက်တဲ့အတွေးခေါ်ထွထွဲမှုတွေကိုကြံခံရင်ဒီနေ့မှာထွက်ပြေးဖို့လျှို့ဝှက်ကြံစီနေခဲ့တယ်ခရီးလူမျိုးစုက Niska ကိုယိုယိုမိမတယောက်ဖြစ်မမြင်ခဲ့ဘူးသူတို့ကယ်တင်ထားတဲ့ကလေးတွေကိုဘေးကင်းရာစီခေါ်ဆောင်သွားဖို့ကန်ဂျမာကတတ်မပယ်လိုက်တဲ့ Hawking ထဲကအဆောင်အလျှောက်တူလို့ယုံကြည်ခဲ့ကြရတယ်ဒါက Niska အတွက်အတိတ်ကမာတွေကိုပြန်ပေးဆက်ဖို့အခွင့်အရေးတစ်ခုဖြစ်လာခဲ့ပါတယ်တစ်ချိန်တည်းမှာပဲစစ်တပ်ကသူတွေကဝေးရှိဒေါ်လာလောစိတ်ကလည်းတစ်ဆက်မကြိုးပဲမသွားခဲ့ဘူးထွက်ပြေးဖို့ကြိုးစားရင်အဖမ်းခံရပြီးပြင်းပြင်းထန်ထန်အဖြစ်ပေးခံရပေမဲ့အဲ့ဒါကသူ့ရဲ့စိတ်ကိုပိုးပြီးတော့ခိုင်မာသွားစေခဲ့တယ်။ तू က regime order နဲ့တခုဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးဆိုတာကိုတဏှိထန်ချထားပြီးသားအချင်းဒီလိုက်ကုန်လာပြီးဒီတော့ Niska ကတမိုင်းကိုပြောင်းလဲစီမဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။အဲ့ဒါကတော့စစ်တပ်ကတို့ရဲဝံဝင်စီမယ်သူသမီးကိုကယ်မယ်မကင်နိုင်ရင်အဲ့ဒီမှာပဲအသေးခံမယ်ဆိုတာပါပဲ Niska ဟာကြောက်စရာကောင်းတဲ့အမှန်တရားတစ်ခုကိုတီးလိုက်ရတယ်စစ်တပ်ကတို့ကခလေးတွေကို regime ရဲ့ရှစ်တန်တထားတွေဖြစ်လာဖို့ဦးနှောက်စေကြနေရပါသူ့သမီး Waze ကိုအတွေ့ခေါ်တွတ်တဲမှုရဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့ e-messaging business စီမဲ့ပုတ်ခက်အချိန်မီခေတင်ရမယ်ဆိုတာ Niska တီးလိုက်ရပါပြီသူရဲ့ကက်ဆက်ရေးအစီအစဉ်ကရုပ်ရှင်တလောက်အသက်နဲ့လဲရမယ်အန်တီရှိပါတယ်ရေဆိုးမြောင်းကနေစစ်တပ်ကသူတို့တဲကိုခိုးဝဲမယ်လွန်ကြုံရေး system ကို hack ပြီးတကားတွေဖွင့်မယ်ပြီးတော့အချက်ဖေးသားမမီခင် Waze ကိုရှာပြီးပြန်ခေါ်ထုတ်လာမယ်The second လေးမှာအမောက်ခံလို့မရတဲ့စစ်စင်ရေးတစ်ခုပေါ့နောက်ဆုံးတော့ဇလာကြဝေးကွာနေတဲ့မိခင်နဲ့သမီးပြန်လေစုံစည်းနိုင်ခဲ့ပါတယ်ဒါပေမဲ့သူတို့ရဲ့ပျော်ရွှင်မှုကခဏလေးပါပဲအချက်ပေးတာတွေကတကယ်ကြီးကိုထက်မိလာပြီးသူတို့နှစ်ယောက်ရန်သူကြောက်ရဲ့ထဲလာပိတ်မိသွားခဲ့ပါတယ်
ကဲဇလိုင်းရဲ့အထွတ်အထိပ်နောက်ဆုံးထိပ်တိုက်ရင်ဆိုင်မှုစီကိုရောက်လာပါပြီဒီအခါမှာပဲရှေးအောင်ဟော့ကင်းတကူကတကယ်ဖြစ်လာပြီအဆောင်အဆောင်စစ်ကနိုးထားလာမှာဖြစ်ပါတယ် သူတို့ခရီးလူမျိုးစုရဲ့စခန်းမှာပိတ်မိနေပြီအခြေအနေကတော့လုံးဝမလာတော့ပါဘူး regime စစ်တပ်ကသူတို့ကိုဝိုင်းထားပြီးကောင်းကင်မှာလဲ drone တွေကအပြည့်ပဲမျောလင့်ချက်အားလုံးကုံဆုံးသွားပြီလို့ထင်ရတဲ့အခြေအနေမျိုးပါ ဒါမဲ့အဲ့အချိန်မှာပဲအားလုံးကိုအားတင်သွားစေမဲ့အလက်အပြောင်းတစ်ခုဖြစ်လာခဲ့တယ်ဝင်းကရှေ့ကိုထွက်လာပြီးရှေးကြတဲ့စကလုံးတစ်လုံးကိုတိုးတိုးလေးရွတ်ဆိုလိုက်တယ်ပြီးတော့ခေါင်းကင်ဘုံကဒရုံအုပ်ကြီးတစ်ခုလုံးကိုထိန်းချုပ်လိုက်နိုင်ခဲ့တယ်ဟုတ်ပါတယ်ဟော့ကင်းထဲကအဆောင်ရှောင်းစစ်ကသူကိုယ်တိုင်ဖြစ်နေခဲ့တာပါ wasting ချုပ်ထားတဲ့ drone တွေက regime စစ်သားတွေကိုပြန်တိုက်ခိုက်နေချိန်မှာနောက်ဆုံးကြီးတတောင်က waste စီကိုတဲတဲ့မမှန်ပြန်လာခဲ့တယ်ဒါပေမဲ့ကြီးစန်တီမန်တော်လာက waste မခဲ့ပါဘူးနောက်ဆုံးအနေနဲ့မိခင်မိသားကိုပြသတဲ့အနေနဲ့ Niska ဟာသူ့သမီးရှေ့ကိုခုံဝင်ပြီးသူ့ဘဝရဲ့အချစ်ဆုံးသူကိုကယ်တင်ဖို့ကိုယ့်အထက်ကိုစတင်လိုက်ပါတယ် ဒီလိုနဲ့အကားအကွယ်ပေးသူအဆောင်အရှောက်အတစ်တူပေါ်ထွက်လာခဲ့ပါပြီဒါပေမဲ့သူ့ရဲ့ဆွမ်းအားကတော့မိခင်တယောက်ရဲ့အဆုံးစွန်ဆွန့်လွတ်အနစ်စနာခံမှုကနေမွေးဖွားလာခဲ့တာပါဒီဇလန်ကကျွန်တော်တို့ကိုစဉ်းစားစရာတခုပေးခဲ့ပါတယ်လွတ်လပ်မှုရဲ့တကယ်တန်ဖိုးကပါလေပြီးတော့ကိုချစ်တဲ့သူတွေအတွက်ရောဘယ်လောက်ထိပေးဆက်နိုင်ကြမလဲဆိုတာပါပဲ